အားလုံးပဲမင်္ဂလာပါရှင်ဂျက်စီဘက်စ်ကနေပြန်လည်ကြိုဆိုပါရစေချက်ပါချက်တို့ကငွေဆောင်ဘက်ကိုသွားရင်းနဲ့အမေရဲ့ရွာကိုလည်းအလဲဝင်ခဲ့ပါသေးတယ်ရက်စင်မီလည်းမရှိအစားတောက်လည်းမပေါ်ပေမဲ့တာယာအေဂျင့်မီတော့ပျော်စရာကောင်းတဲ့အမေရွာကိုခေါ်သွားပြီးမှမို့လို့ချက်တို့နဲ့အတူတူတနေ့တာကိုကုံဆုံးမှုလိုက်ခဲ့ပေးကြပါဦးနော်ရွာမှာဆိုရင်တော့မနက်6နာရီလောက်ကတည်းကလူကြီးအစကလေးအစုံလှုပ်ရှားရှားဖြစ်နေပါပြီ။မုတ်ဆိုင်ကြီးကလည်း9နာရီနောက်ပိုင်းဘာမှမရှိတော့ဘူးဆိုတော့မနက်စာစားဖို့အတွက်စောစောထပြီးလုံပန်းရပါတယ်။မနက်စောစောရွာရဲ့လမ်းလျှောက်ရင်းနဲ့လေလေးနဲ့ရောင်းနေစီကငားရီဝယ်ပါမယ်။ဘလောက်စောလဲဆိုလို့ရှိရင်အနောက်မှာမြူးတောင်မစင်သေးပါဘူး။ဒါရင်ဒါထဲမှာဖိုက်တာတွေရှိလို့ကျမသားလေးကိုချီတာဟုတ်ရဲ့ညသားလေးပေါ့အမရွာထဲမှာအကျော်ရမ်းစားကောင်းနေပြောလို့အကျော်စားဖို့သွားကြပါမယ်ယူရနေဆိုင်ရောက်တော့ဘူးသီးကျော်ရဲ့ site ကိုတွေ့ပြီးတော့အရန်အံ့ဩသွားရပါတယ်ပို့ပြီးအံ့ဩသွားရတာဈေးပါအဲ့အကြီးကြီးတစ်ခုမှ900ပဲပေးရတယ်ကျမမျက်နှာကိုတော့တိခတ်မိကြပါနော်အကျော်လေးစားရဖို့9နာရီခွဲလောက်ရေမချိုးမိုးမချိုးနဲ့ထပြီးတော့လုံးပန်းလာလို့ပါအကျော်တွေကစားကောင်းပြီးတော့ဈေးတန်လို့ဘေးရွာတွေရအောင်မှလာပြီးတော့ဖောက်တယ်ယူကြပါတယ်အေးအဲ့လိုပြောတဲ့သေးမိဖို့လေးကလည်းချစ်စရာလေးနော်ဘေးမှာစပယ်ကွန်လေးတွေကိုလောင်စာအနေနဲ့သုံးထားတာရွာမှာမနဲ့စောထားရတာတော့တန်တယ်ကွယ်ရာသီဥတုလေးကလည်းအေးပြီးတော့ငတ်တန်လေးနဲ့အရင်အေးချမ်းတာပဲအဲ့ဒီတခု900တန်အကျော်ကိုအခုကြည့်ရင်အခုပြန်စားခြင်းတယ်ပြီးတော့အထက်ကဘူးသေးရလည်းနုနုလေးကိုယ်တိုင်စိုက်ထားကြတာအကျော်စားလို့ဖိုက်ဘလောက်တင်းတင်းရွာရောက်လို့ရှိရင်ရွာမုတ်ဟင်ကားလေးကလည်းစားရအောင်မှာဆိုတော့မုတ်ဟင်ကားဆိုင်ဘက်ကိုသွားကြပါမယ်မုတ်ဟင်ကတော့ရွာမှာဆိုရင်တော့900ဘူး1000ဘူးအဲ့လိုမျိုးရောင်းပါတယ်ကျက်တို့စားတာတော့တပွဲကို1000တန်မှာအများကြီးပါတယ်ဇွန်လေးနဲ့ငများကြည့်မှာချိတ်ပါမယ်ပြီးရင်ကတ်မှာဒီကတ်မှာရှီငားများပါမယ်ဟိတ်တက်တာပြအောင် so peaceful စားပြီးတောက်ပြီးတော့အတော် channel ကိုရှောက်လာပြီးတော့အနားယူပါမယ်အဲ့ရကန်တွေကိုတွေ့ပြီးတော့ကျမယောက်ျားငါးဖမ်းချင်တယ်ဆိုပြီးတော့အကျော်ထလာလို့မရှိရှိရဲ့ဝါးလီတွေကိုရှာပြီးတော့ငါးဖမ်းကြပါတယ်ငများတန်လေးတော့မရှိဘူးလားလို့မပြောနဲ့တော့အိမ်မှာပေါ်လို့ဒါမဲ့ရွာရောက်တော့ရွာတလိပဲမိပြီလားငါမိလေးဝက်မိလေးဝက်ဘာမမိသေးဘူးဟဲ့မမိသေးဘူးဗျာငါခူကွာဘာမလဲငါလေအမဲဝချမ်းပြားလေးနဲ့များတော့မှငါမိရဆိုတော့ကျမယောက်ျားအစွမ်းဆောက်တော့အတိမတ်ပြုတ်ပေးလိုက်ရပါတယ်ဟုတ်လားဝါခုနရွယ်ပဲခုနရွယ်ပြားကရတော့ရတော့အဲ့မှာငါးနှစ်ကောင်မိပြီးတော့သူလေဘွားမစင်တော့မျက်နှာမှုရတဲ့ရုပ်မဟုတ်ငါးရတဲ့ရုပ်ဒါတော့မှဟိုနေ့တော့ကန်ထဲမှာငါးတွေဓာတ်တို့ထားလို့နည်းနည်းပဲရှိတော့တယ်လို့ပြောပါတယ်တချံလုံးမှလေငတ်တန်လေးနဲ့လေးလေးတပြူးဖြူးနဲ့ဆိုတော့လေသူတို့ငါးများနေတော့မှရက်ကလေးဖြားလေးခင်းပြီးတော့အရင်အိတ်ချင်တာပဲစီးပင်ဒီမှာတနေ့တော့မွေးနေပါဒီနေ့တည်းโอเคဒီနေ့တည်းလာမလားနော်မွေးနေဒီမှာဒီနေ့တည်းဒီခွဲစားမယ် delicious ထိုးလို့မဟုတ်ဒီစားမယ်ဒါတော့ခုနကန်ထဲကရေကိုလည်းခတ်ပြီးတော့သုံးကြပါတယ်သူများငါးများနေရကိုအတင်းရက်ခိုင်းပြီးတော့ကျမရဲ့ဖြာလေးနဲ့အိတ်ချင်တဲ့ဆန္ဒကိုအကောင့်ထဲပေါ်လိုက်ပါပြီအတော်ရီ channel မှာဘူးစင်20ဆင်ရှိတယ်ဒီဥစ္စာကအိမ်နောက်ကဘူးစင်ဒါလေးကအိမ်ရှိရဘူးစင်တဆင်စီကဘူးစီတစ်လုံးစီမှလာခဲ့လိုက်တယ်ညနေဆောင်တော့အတော်အရင်ပြန်လာပြီးတော့ဘဘကြီးအိမ်ကိုပြန်လာပါတယ်ဆိုတော့3ရက်ကန်ဝါဆန်းဆန်းနဲ့3ရက်ကန်မှာကျမယောက်ျားကတော့အိမ်မှာသုံးဖို့အတွက်ရေထမ်းပေးပါတယ်အဘုံတီမြို့ဒါလေးပါညချော့ကြောက်မယ်
ဒါကတော့တရွာလုံးသုံးတဲ့ပင်မသုံးရေကန်ကြီးပါရေကမတက်ဘူးလို့ဘာလို့သွားပြီးတော့အလက်ကျက်ထားပြီးတော့ခင်ကြီးကျယ်လုပ်လို့မရဘူးလေနော်ရောမရအောင်ရောမလို့ကြည့်ရမှာပဲ သုံးရဆက်ဖို့လေ ပြီးတော့ရွာတွေကမျက်စိတ်မှာရေသွားချိုးပါမယ် ဒီကျမတို့ဘဘယူအိမ်ရောက်ပါပြီမပြောပင်ခုတ်ဒီမှာပြောကြအရင်တော့မကြည့်ဘူးတောင်းတော့မှအမိတ်ထားမယ် မျက်စိတ်မှာအဝတ်လျှော်တဲ့လူကလည်းလျှော်ကြရပေါ့နော်ဒီမြရဲ့အဝတ်လျှော်ပြီးရတဲ့ရက်တို့လည်းရေစင်းချိုးလိုက်ပါတယ်ရေချိုးပြီးရင်တော့ပြန်လာတော့မယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်